လည်းမင်္ဂလာပါဗျာဒီ YouTuber ဒီအကောင့်လေးပေါ့ကျွန်တော်မသုံးဖြစ်တော့မသုံးရတယ်ပေါ့ကျွန်တော်ဗီဒီယိုမတင်တော့ပေါ့ဖုန်းတော့သုံးပါဒါပေမဲ့ဒီအကောင့်ကဗီဒီယိုကျွန်တော်မတင်တော့ပေါ့ဘာဖြစ်လို့မတင်တယ်လဲဆိုတော့ကျွန်တော်အခုလက်ရှိသုံးနေတဲ့ဒီဖုန်းဒီကြီးမေးအကောင့်ကစကားဝိုက်တီးလဲဝင်လို့မရဘူးစကားဝိုက်အတစ်ပြောင်းပြီးဝင်လဲမရဘူးဗျာအကြောင်းဒီ YouTuber အကောင့်လေးကကျွန်တော်မတုံးတော့ဗောဗီဒီယိုလည်းမတင်တော့ဗောအားပေးတဲ့ပရိသတ်များလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်အကောင်းဆုံးတင်ဆက်ထားတဲ့ဗီဒီယိုလည်းကျွန်တော်ရဲ့ကြိုးစားမှုတစ်ခုလေးဗောဗျာဆဲတဲ့ပုဂ္ဂိုလ်လည်းကျွန်တော်အရန်ကျေးဇူးတင်ပါတယ်အကြောင်းကျွန်တော်အားလုံးကိုပြောပြချင်တော့ဗောဒီကြိုးကောင်းလို့ကျွန်တော်ဗီဒီယိုမတင်တော့ဘူးဗီဒီယိုကိုလည်းမဆုံးကြည့်ပါနဲ့တော့ကျွန်တော်တင်တော့ကျွန်တော်ဖုန်းတစ်ဝဲလိုက်တကယ်တမ်းကျွန်တော် YouTuber ก็အသေးဖိန်းဖြစ်မယ်ဆိုရင်တော့ပြောပြပါမယ်ဒီကောအကြောင်းဒီကောဗီဒီယိုကိုမမျှော်လင့်ပါနဲ့တော့သူမအပြမလာတော့မမျှော်လင့်နဲ့တော့ဘိုင်အားလုံးပဲကိုကြမှာစိတ်ချမ်းသာကြပါစေဗျာ